အသက်20ကျော်30ကျော်အရွယ်မှာဆူဆူစီးအောင်မြင်ဖို့ဘာတွေပြင်ဆင်ရမလဲဒီနေ့ခေတ်မှာအသက်20ကျော်30ကျော်နဲ့တဲ့ကိုပိုင်စီးပွားရေးရာထူးနေရာဒါမှမဟုတ်ငွေကြေးပိုင်းအရာအောင်မြင်နေတဲ့သူတွေကိုကြည့်ပြီးငါ့ကိုဘာလို့လုံနေသေးလဲဆိုပြီးတော့တွေးမိဖို့ပါသလားတကယ်တော့ဆူဆူစီးအောင်မြင်ရှင်းဆိုတာကာကောင်းချင်းတက်မဟုတ်ပဲဆူဆူစီးပြင်ဆင်နိုင်ခဲ့တဲ့သူတွေရဲ့ရလဒ်ဖြစ်ပါတယ်အသက်20နဲ့30အရွယ်ဆိုတာလူဘဝရဲ့စွမ်းရည်အရှိဆုံးအခွင့်အလမ်းအဖို့ဆုံးနဲ့ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးအချိန်တွေပါဒီအချိန်မှာဘဝကိုစနစ်တကျဘလို့ပုံဖော်မလဲဆိုတာအချိန်ပေးပြီးအသေးစိတ်ဖက်ကျွပြင်ဆင်နိုင်ဖို့အခြေချောက်ရှိကိုစူးစီးတင်ပြပေးလိုက်ပါတယ်နံပါတ်1အချက်ကစိတ်နေစိတ်ထားနဲ့အတွေ့အကြုံကိုပြောင်းလဲရှင်းအောင်မြင်သူတွေရဲ့ပထမဆုံးအောင်မြင်ကအတွေ့အကြုံဖြစ်ပါတယ်။စူးစူးအောင်မြင်ရှင်ရင်စူးစူးစီးစီးစိတ်တိုင်းပိုင်းဆိုင်ရာရေးကျင့်ဖို့လိုအပ်ပါတယ်။ Grow mindset ဆိုတဲ့တိုးတက်လိုစိတ်ကိုမွေးမြူပါ။ငါဒါကိုမလောက်တတ်ဘူးဆိုတဲ့အတွေ့အကြုံငါဒါကိုဘယ်လိုသင်ရမလဲဆိုတဲ့အတွေ့မျိုးရှိရပါမယ်။အမှားတွေနဲ့ရှုံးနိမှုတွေကိုသင်ခန်းစာဖြစ်မြင်တတ်ဖို့လိုအပ်ပါတယ်။ချုံရမှာကိုမကြောက်ပါနဲ့အသက်20ကျော်30ကျော်အရွယ်တွေဟာလေးကျရင်ပြန်ထားဖို့အချိန်ရှိဆုံးအရွယ်ဖြစ်ပါတယ်။အသက်ကြီးမှကြာရှုံးရတဲ့အခုအရင်မှကြာရှုံးပြီးသင်ခန်းစာယူတာပိုတန်ဖို့ရှိပါတယ်။ Immediate gratification ဆိုတဲ့ရှင်းရှင်းရလိုက်လို့ရှင်စိတ်ကိုထိန်းချုပ်ပါ။ဒီနေ့ခေတ်လူငယ်တွေဟာ social media အကြောင်းအရာရာကိုရှင်းရှင်းလို့ရှင်းတတ်ကြပါတယ်။ဒါပေမဲ့ရည်ရှိတည်တတ်တဲ့အောင်မြင်မှုဟာအချိန်ယူရတယ်ဆိုတာကိုနားလည်ထားရပါမယ်။နံပါတ်2အချက်က skill development ခက်နဲ့အညီကျွမ်းကျင်မှုများတည်ဆောက်ခြင်းဝိုင်းတစ်ခုရအောင်ပညာရည်ရှင်းတစ်ခုရှိအောင်နဲ့စူးစူးစီးအောင်မြင်ဖို့မလွယ်ဘူးတော့ပါဘူး။ high value skill ဆိုတဲ့တန်ဖိုးမြင့်ကျွမ်းကျင်မှုတွေရှိဖို့လိုအပ်ပါတယ်။ digital နည်းပညာကျွမ်းကျင်မှု computer programming ဒါမှမဟုတ် digital marketing စတဲ့ခေတ်ရှိပြီးတဲ့ပညာရပ်တွေကိုအခြေခံဖြစ်စေအစမြင့်ဖြစ်စေလေ့လာထားပါ။ဆက်သွယ်ပြုဆိုရင်ညှိနှိုင်းမှုစွမ်းအင်နဲ့ပြဿနာဖြေရှင်းနိုင်စွမ်းလည်းရှိဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့အကြံကိုသူများလက်ခံအောင်ပြောနိုင်စွမ်းအလုပ်ရှင်ဒါမှမဟုတ်ဖောက်တည်တဲ့စကားပြောဆိုညှိနှိုင်းနိုင်စွမ်းကအသင်ကိုလူများကြားတဲ့ထင်ရှားစေမှာပါ။လုပ်ငန်းခွင်မှာပြဿနာကိုညှိတွားနေမဲ့အစားအပြေရှာပေးနိုင်တဲ့သူတွေဟာအများဆုံးရာထူးတော့အောင်မြင်လက်ရှိပါတယ်။နံပါတ်3အချက်ကတော့ financial literacy ဆိုတဲ့ငွေကြေးဆိုင်ရာအသိပညာပါ။ငွေရှာတိုင်းအောင်နဲ့မလုံလောက်ပါဘူး။ရှာဖွေရရှိတဲ့ငွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာအသက်20ကျော်ကလေးကမသိခဲ့ရင်30ကျော်မှရုန်းကန်နေရပါလိမ့်မယ်။ကိုယ့်ရဲ့အသုံးစရိတ်ကိုရှေ့ရခံပါဘလောက်ဝင်ပြီးဘလောက်ထွက်လဲဆိုတာကိုသိချမှတ်တတ်တယ်ပါဥပမာ90 30 20 rule ကိုသုံးပါ90ရာခိုင်နှုန်းကိုမရှိမဖြစ်လိုအပ်ချက်အတွက်သုံးပါ30ရာခိုင်နှုန်းကိုအလိုဆန္ဒအတွက်သုံးပါ20ရာခိုင်နှုန်းကိုတော့စုဆောင်ပြီးရင်းနှီးမြှုပ်နှံမှုအရေးပေါ်ရပုံငွေအဖြစ်ထားပါအနည်းဆုံး3လကနေ6လစာအသုံးစရိတ်ကိုအရေးပေါ်သုံးဖို့တည်တံ့ဖေထားပါဒီလိုမှဘဝမှာမမျှော်လဲပဲအလောက်ပြုတ်တာဖျားနာတာမျိုးကြုံရရင်အရှင်မပြည့်သွားမှာဖြစ်ပါတယ်စူးစူးစီးစီးရင်းနှီးမြှုပ်နှံပါအိမ်ချမ်းမြေဒါမှမဟုတ်ကိုပိုင်လောင်းငန်းငယ်လေးတွေမှာငွေကိုအိမ်မနေစေပဲတိုးပေါအောင်လုပ်ပါထက်ဆက်အတွင်းနှုံးရဲ့အစွမ်းကိုအသုံးချဖို့အသက်20အရွယ်ဟာအကောင်းဆုံးပါနံပါတ်4အချက်ကတော့ networking ဆိုတဲ့လူမှုကွန်ရက်ချိတ်ဆက်ခြင်းပါ။တင်းရဲ့လူမှုကွန်ရက်ဟာတင်းရဲ့တနာအင်အားပဲဖြစ်ပါတယ်။လမ်းပြပေးမဲ့ဆရာရှာဖွေပါ။ကိုသွားရှင်တဲ့လမ်းကြောင်းမှာအောင်မြင်နေတဲ့စီနီယာတွေဆရာသမားတွေစီကနေအကြံဉာဏ်ကောင်းတွေတောင်းယူပါ။သူတို့ရဲ့နှိပ်ပေါင်းများစွာကအမှားတွေကိုသင်ကမိနစ်ပိုင်းအတွင်းမှာသိရှိဆောင်လွှဲနိုင်ပါပါ။အပေါင်းအသင်းကိုရွေးပါ။တဲ့ကိုအမြဲတမ်းပြပဖို့ပဲခွန်နေတဲ့အပေါင်းအသင်းတွေတဲ့တဲ့ကိုတိုးတက်အောင်တန်းပေးမဲ့သူစီးပွားရေးအကြောင်းဆွေးနွေးပေးမဲ့သူမျိုးတွေနဲ့ပဲဝိုင်းရပါ။ professional performance တွေကိုသုံးပါ။နောက်ငါးခွင်ဆိုင်ရာ social media တွေမှာအမြဲတမ်းအသစ်ဖြစ်နေပါစေ။အခွင့်အလမ်းကောင်းတွေဟာအဲ့ဒီကနေအမြဲတမ်းရောက်လာတတ်ပါတယ်။နံပါတ်5အချက်က healthy energy management ကျန်းမာရေးနဲ့စွမ်းရည်စီမံခန့်ခွဲမှုပါ။အသက်20ကျော်30ကျော်မှာခန္ဓာကိုယ်ကိုညှင်းဆဲပြီးအလောက်လောက်တာမျိုးဟာရေရှည်မှာအောင်မြင်မှုကိုဖြစ်စီပါလိမ့်မယ်။ကျန်းမာရေးမကောင်းရင်ဘာအောင်မြင်မှုမှခံစားလို့ရမှာမဟုတ်ပါဘူး။အိတ်စိတ်ရှင်းကိုတန်ဖိုးထားပါ။တနေ့ကိုအနည်းဆုံး9နာရီကနေ10နာရီအိတ်ဆက်ပါ။အရီဝါမှာအုံနာကဆုံးဖြတ်ချက်အမှန်တွေကိုရှာနိုင်မှာပါ။လက်ကျခန်းလုပ်ပါ။တပတ်ကို3ရက်လောက်ပုံမှန်လက်ကျခန်းလုပ်တာဟာခန္ဓာကိုယ်တင်မကစိတ်ဖိစီးမှုကိုပါချိုးချကြည့်ပြီးအလောက်လောက်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ mental health ကိုယူဆိုင်ပါအောင်မြင်မှုကိုလို့တကြီးလိုက်ရှာရင်စိတ်ကုန်ခန့်ရှင်းမဖြစ်အောင်ကိုယ့်ကိုယ်အနာပေးဖို့လည်းမမဲ့ပါနဲ့။နံပါတ်6အချက်ကတော့ time management and consistency ဆိုတဲ့အချိန်စီမံခန့်ခွဲမှုနဲ့အမြင့်တစေကြိုးစားမှုပါလူတိုင်းမှာ24နာရီအတူတူရှိပေမဲ့သုံးစိတ်ပုံရှင်းမတူကြပါဘူးစိုးစိုးအောင်မြင်ရှင်တဲ့သူတွေဟာအချိန်ကုန်ငွေဖြစ်နှမျိုးတတ်ကြပါရဲ့ to do list သုံးပါတနေ့တာလောက်ရမယ့်အလုပ်တွေကိုဦးစားပေးရလိုက်စနစ်တကျခွဲခြားလောက်ကင်ပါ social media အသုံးပြုခြင်းကိုချော့ချပါဖုန်းမျက်နှာပြင်ပေါ်မှာအသိပင်မရှိအချိန်ကုန်ဆုံးနေတာတွေကိုတည်ပြုပြီးထိန်းချုပ်ပါတရေရဲ့အပြင်းထန်လောက်တာတဲ့နေ့တိုင်းနေ့ချင်းစီပေါ်မှာလောက်ဆောင်သွားခြင်းကရေရှည်မှာကြီးမားတဲ့ရလဒ်ကိုထွက်ပေါ်လာစေပါတယ်အသက်20ကျော်မှာအောင်မြင်ဖို့ဆိုတာကြီးမားတဲ့လှုပ်ဝဲချက်ကြီးမဟုတ်ပါဘူးအထက်ပါအချက်လက်တွေကိုစူးစူးပြင်ဆင်ပြီးနေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးဖို့ပဲလိုအပ်တာပါအချိန်ဆိုတာအကုန်သွင်းရင်ပြန်များနိုင်တဲ့အတွက်ဒီနေ့ဒီအချိန်ကစပြီးသင်ဘဝရဲ့ခရီးစဉ်ကိုစတင်ပုံဖော်လိုက်ပါ